တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်ကနေ14ရက်နေ့အတွင်းမှာမိကောင်းဆွေကောင်းထောက်ကူရမယ်ရီမန်းချက်တစ်တွေလက်တွေ့ကောင်းထည့်ပြောပြီးအောင်မြင်လိမ့်မယ်မေတ္တာရေးစမ်းပွင့်မယ်အလူမင်္ဂလာကိစ္စတွေပါဝင်ပတ်သက်ရလိမ့်မယ်အမျိုးသမီးမိတ်ဆွေကြီးကဲဒူးထံကနေကောင်းသောအကျိုးအခွင့်အလမ်းကောင်းကိုရရှိခြင်းနဲ့အစဉ်ပြေခြင်းကံကြမ္မာကိုကြောင်းမယ်အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းနိုင်လိမ့်မယ်ကျမ်းမာရေးအနည်းငယ်ခြူကြမယ်အနေရောမရှိဘူးသွားနာသွားကြိုက်ဖြစ်မယ်နောက်ခီးကိစ္စသွားလာမှုကိစ္စတွေမှာလည်းအစဉ်ပြေမှုအောင်မြင်မှုလေးတွေနဲ့ကံမြမမှုလေးတွေကတော့တစ်ဆင့်ပြီးတစ်ဆင့်ဖြစ်ထွန်းသွားမယ်ရှေ့ရက်နေ့ကတော့ကိုယ့်အတွက်အရာရာအစဉ်ပြေသောကံကြမ္မာလွှမ်းမိုးတယ်9ရက်နေ့မှာခရီးကိစ္စပြောင်းလဲကိစ္စတွေစီစဉ်အောင်မြင်မယ်10ရက်နေ့မှာငွေစုလိုက်ဝယ်မယ်လက်ပွင့်မယ်စီးပွားကံလုပ်ငန်းကံတိုးတက်မယ်17ရက်နေ့ကတော့ကစုံလပြည့်နေ့ဖြစ်နေတော့ဘာသာရေးဆိုင်ရာမြင့်မြတ်တဲ့ကိစ္စတွေလုပ်ရင်စင်ပြေတယ်ကိုယ့်ရဲ့ကံကြမ္မာမှာလည်းအဲ့ဒီမှာထူးခြားတဲ့ပြောင်းလဲလေးတွေရှိလိမ့်မယ်12ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့တိုးတက်ခြင်းကံတွေရှိတယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်တာတွေချိုးပေးတယ်73ရက်နေ့မှာရံပฏิဘက်ကတွေနဲ့ထိတ်တိုက်ရင်ဆိုင်ပြီးအလိုဆန္ဒပြည့်စုံမှုနဲ့အောင်မြင်မှုကိုရရှိနိုင်တယ်14ရက်နေ့မှာအသွားလာနေထိုင်ကြည့်ဆိုင်ရမယ်မတော်တဆထိခိုက်မှုအနေလေးတွေဖြစ်တတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်ကြားမှာအသွားလာကြည့်ဆိုင်ရမယ်အရှိရကိုတည်သွားစဉ်အနေဖြစ်တတ်တာလေးတွေကိုဂရုစိုက်ရမှာဖြစ်ပါတယ်တပတ်တာကာလအတော်အတွင်းမှာတနင်္လာနေ့သောကြာနေ့ငါနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့ဇာသပတိနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နံပါတ်36ကနန်းနေအကျိုးပေးတယ်အပြာရောင်ပန်းရောင်နီရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စဆောင်ရွက်ပါဒီကာလအတွင်းကစုံလပြည့်နေ့မှာညောင်ရည်သွန်းခြင်းနှင့်တကွအခြားသောကုသိုလ်ကောင်းမှုတွေကိုလုပ်ပြီးအလိုရှိရာဆန္ဒပြုပါထူးခြားစွာကောင်းခြင်းကံတွေရလာပါလိမ့်မယ်ကျေးဇူးတင်ပါတယ်